လေတမျိုးလေးပါဆွဲလန်းပြီးမြဲလွမ်းလို့ရောက်ရတဲ့သူမို့ရန်ကုန်လာရင်ပြောလိုက်ချာကျုံးပေးမလေးဆောင်ချင်မို့ရုံနဲ့မန္တလေးရဲ့နာပါကတမျိုးလေးချစ်ကလေးကိုကြည့်တဲ့နဲ့ရန်ကုန်လူလေးလာတော့မလာမြတ်တုံးသွားဟုတ်တကယ်ရန်ကုန်မှာလုံးမလို့ပါမြတ်သမပါမမေပြောတတ်ကြတရားမလေးဖုတ်ပေါ်တော့အောင်ပါဟုတ်ပါရှိရန်ကုန်လူလေးဖြစ်ဖို့ရရန်ကုန်လာလေးတကမန္တလေးရောက်လဲမမေဘူးပါ